အားလုံးမင်္ဂလာပါနော်အဲ့တော့ဗုဒ္ဓဦးသားသမီးတွေ2026ခုနှစ်မှာကျမ်းမာရေးစီးပွားရေးအိမ်တော်ရေးစတဲ့ကိစ္စတွေအတွက်တဲတော်နမိတ်ဖတ်ကြားပေးမှာဖြစ်ပါတယ်နော်အဲ့တော့ဟောသန်းစီစဉ်လေးမစတင်ခင်မှာဗုဒ္ဓဦးသားသမီးကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ယူရောမင်္ဂလာချမ်းနေပြီးတော့သတင်းစကားလေးတွေလိုရင်းတွေ့ချင်းပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းသည်အခမဲ့ရရခြေပေးတဲ့နေရာဖြစ်ပါတယ်ဗုဒ္ဓဦးနေ့ကလွှဲပြီးတော့ကျန်တဲ့ရက်တွေမှာပေးရမရှိဖွင့်ပါတယ်အဲ့တော့အင်္ဂါနေ့နဲ့စနေနေ့မနေ့၈နာရီမှာနဝင်းပွဲရရကြီးရှိပါတယ်တနင်္ဂနွေနေ့မနေ့၈နာရီမှာတော့ခင်မွန်းကြီး10ပါအလှရရပွဲရှိပါတယ်အင်္ဂါနေ့ညမှာတော့ဓာကြီးလေးပါအလှရရပွဲရှိပါတယ်ကြာသပတေးနေ့မနေ့မှာခေါင်းစင်းမင်္ဂလာရရပြုလုပ်ပေးပါတယ်တောက်ကြနေ့မှာဆိုရင်တော့လိုချင်တာတွေကိုမြန်ရအောင်တရားပွဲရရရှိပါတယ်ကိုယ်တိုင်ဗေဒင်တက်လောကီပညာတတ်တွေဂမ်မီရာတတ်တွေသင်ယူခြင်းနဲ့ဗေဒင်သင်တန်းတက်ခြင်းနဲ့ဆိုရင်လစဉ်လတိုင်းတရက်နေ့ကနေပြီးတော့10ရက်နေ့အထိ10ရက်တာဗေဒင်သင်တန်းရှိပါတယ်သင်တန်းကြီးတစ်ပြားမှပေးကြမလို့ပါဘူးအခမဲ့သင်ပေးတဲ့ဇယိန်ငိမ့်သင်ပေးတဲ့ဗေဒင်သင်တန်းဖြစ်ပါတယ်နော်ဒါအားလုံးကိုသတင်းစကားလေးတွေပါလိုက်ခြင်းဖြစ်ပါတယ်ကဲကျွန်တော်ဗုဒ္ဓဦးသားသမီးတွေအတွက်တဲတော်နမိတ်ဖတ်ကြားပေးမှာဖြစ်ပါတယ်ဗုဒ္ဓဦးသားသမီးတွေအတွက်ပထမဆုံးကြတဲ့နမိတ်ကတော့2026ခုနှစ်မှာခွက်ဖလား9လုံးဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒီနမိတ်ကလူတစ်ယောက်ရဲ့ရှေ့မှာခွက်ဖလား9လုံးအစီကြီးချတာအဲ့ခွက်ဖလားလေးတွေထဲမှာကျတော့တချို့ခွက်ဖလားတွေထဲမှာဆိုရင်အိမ်ရှိတယ်တချို့ခွက်ဖလားတွေထဲမှာဆိုရင်လူရှိတယ်တချို့ခွက်ဖလားတွေမှာဆိုရင်ယရနာပစ္စည်းတွေရှိတယ်တချို့ခွက်ဖလားတွေမှာကောက်ပဲသီးနှံတွေရှိတယ်အလုတ်ကိုင်းတွေအခွင့်အရေးတွေအခွင့်အလမ်းတွေအများကြီးကြုံမဲ့နှစ်ဖြစ်ပါတယ်ဗုဒ္ဓသားသမီးတွေကတော့2026ခုနှစ်မှာအလုတ်ကိုင်းခွင့်ရေးခွင့်လန်းတွေကံကြမ္မာကောင်းတွေများစွာကြုံတတ်ပါတယ်ဒါပေမဲ့အိုးမပြင်းနဲ့အခုလည်းမပြင်းနဲ့နောင်လည်းမပြင်းနဲ့အဲ့လိုမျိုးပြောရမယ့်အားမျိုးဖြစ်နေတတ်ပါတယ်ဗုဒ္ဓသားသမီးတွေကကိုလုံနိုင်တဲ့အနေအထားတဲ့အများကြီးရှော့ပေါ်ပြီးလုံမိနေတတ်ပါတယ်တတ်နိုင်သလားဗုဒ္ဓသားသမီးတွေကိုကြံပေးနေတာကတော့နည်းနည်းလေးစူးစမ်းဖို့လိုပါတယ်ဘာကြောင့်လဲစူးစမ်းရင်စူးစမ်းတော့အရာထင်မဲ့ကံကြမ္မာမျိုးလည်းရှိပါတယ်အလုတ်ကင်ခွေရေးခွန်လန်းတွေများစွာပေါ်ပေါက်တတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်အလုတ်နဲ့ပတ်သက်ရင်ကံစားတာတော်တော်လေးကောင်းပါတယ်အလုတ်တွေမဟုတ်ပါဘူးတခြားအခွင့်အရေးတွေအခွင့်လန်းတွေကံကြမ္မာကောင်းတွေအများကြီးကြုံတတ်တယ်ဗုဒ္ဓသားသမီးတွေအတွက်အင်မတန်မှစိတ်ချမ်းသာပျော်ရွှင်ရမယ်နှစ်မျိုးပါပဲဒီနှစ်2026ကဗုဒ္ဓဦးသားသမီးတွေတော်တော်ကောင်းပါတယ်။နောက်ငွေချင်းနဲ့ပတ်သက်တဲ့နမိတ်ရွှေကလတ်6လုံးဆိုတဲ့နမိတ်ကြားတယ်။ရွှေကလတ်6လုံးဆိုတာပန်းလေးတွေပွင့်နေတာ။ကံကြမ္မာကတော်တော်ပွင့်လန်းနေပါတယ်။2026မှာဗုဒ္ဓဦးသားသမီးတွေကဧကံမုတ်ကြငွေကြေးကံတာတာကောင်းတယ်။ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာငွေကြေးနဲ့ပတ်သက်ရင်ပေါ်ကျွယ်ဝပတ်စံရှာဖွေရတာလွယ်ကူမယ်။ကိုယ်ပတ်စံသိန်း100လောက်လိုလိုက်တာလို့ပြောလိုက်တာစိတ်ကူးလိုက်ရုံပဲရှိသေးတယ်ဆိုမျိုးသားချင်းတွေညီကိုမောင်နှမတွေတစ်ချိန်လုံးကိုလာပြီးတော့မိတ်ဆွေပေါင်းတဲ့ငယ်ချင်းတွေလာပြီးတော့ကုညီပံ့ပိုးပေးတာမျိုးလေးတွေမကြာခဏကြုံရတတ်တဲ့နှစ်မျိုးဖြစ်ပါတယ်အဲ့တော့ကိုကစိတ်ကတလိုက်ရုံနဲ့လွယ်လွယ်ကူကူရတတ်တာပေါ့အဲ့တော့အလောကခွေခွင်လန်းတွေလည်းကောင်းတယ်ငွေချင်းနဲ့ပတ်သက်တဲ့ကံတာတွေလည်းကောင်းတယ်နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့လေကျယ်ပွင့်နမိတ်ကြတာပေါ့နော်ကျယ်ပွင့်ဆိုတာဘယ်လိုကောင်းမလဲမစွတ်ခင်ကလေးကညှော့ဆိုသလိုပဲကွာငွေကြီးနဲ့ပတ်သက်ရင်အကူကြီးတွေတောင်းစရာတော့မလိုဘဲနဲ့အလိုလိုနေနဲ့ automatic ကိုရတတ်တယ်အဲ့တော့လူမှုရေးမှာဆိုရင်လည်းကျယ်ပွင့်နှစ်ပွင့် infinity တဲ့အရန်ကောင်းတယ်ဘိုးတို့သားသမီးတွေရဲ့ကံစားတာဒီတော်တော်ဆိုမှတော်တော်ကြီးကောင်းပါတယ်အလုပ်ကိုကြည့်မလားအခွင့်အရေးကိုကြည့်မလားငွေကြေးကိုကြည့်မလားလူမှုရေးကိုကြည့်မလားအရန်ကောင်းပါတယ်နည်းနည်းစိုးရင်ရတာတော့ကျမ်းမာရေးပါပဲကျမ်းမာရေးကတော့နည်းနည်းလေးသတိထားသင့်တယ်လို့အကြံပေးခြင်းပါမမျှော်လင့်မနဲ့ရုပ်တရက်ကျမ်းမာရေးခြူကြသွားတတ်တယ်ရုပ်တရက်ကျမ်းမာရေးညံ့သွားတတ်တယ်အဲ့တော့ကျမ်းမာရေးတော့နည်းနည်းသတိထားပါတော့မမျှော်လင့်မနဲ့ကျမ်းမာရေးလေးတွေတော့ဂရုစိုက်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ပညာရေးကဏ္ဍမှာကြတော့တော်တော်ကောင်းပါတယ်ပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍမှာကြတော့ကဘာလုံးကိုလက်ထက်မှာကင်ထားတဲ့နမိတ်ကြအဲ့တော့ပညာရေးကိစ္စတွေကောင်းတယ်သင်တန်းတက်မဲ့ကိစ္စတွေကောင်းတယ်စောင်းဝဲဖြည့်ဆို့မဲ့ကိစ္စတွေကောင်းတယ်တော်တော်ကြီးကောင်းပါတယ်ထွန်းတောက်တတ်တယ်အောင်မြင်တတ်တယ်ကိုရည်ရွယ်ထားတာတခုတကယ်လုံးဖြစ်တာ
3-4ခုသင်တန်း3-4ခုတစ်ပြိုင်တည်းတက်ပြီးတော့အောင်မြင်မှုဖြစ်ထွန်းတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့တဲ့အခြေအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ကျွန်တော်တဆေဆိုတဲ့နမိတ်ကြတဆေကတော့နည်းနည်းလေးညံ့ပါတယ်အဲ့တော့ဂျားလူအနှောက်အယှက်ပေါ်တတ်တဲ့နှစ်မျိုးပါပဲတဲ့ဗုဒ္ဓသားသမီးတွေကသုံးဝင်းဆိုင်ဇလန်းနေကြောင်း2020ကျောင်းမှာစိတ်ညစ်ရတတ်တယ်စိတ်ရှုပ်ထွေးရတတ်တယ်ပြဿနာတွေကိုဖြေရှင်းနေရတတ်တယ်အဲ့ဒါတွေကမပြီးမပြတ်ဘူးဟိုလူနဲ့လည်းမပြီးမပြတ်ဒီလူနဲ့လည်းမပြီးမပြတ်အလဲအားဘာမှလည်းမသိဘူးရှုပ်ချက်တွေကတ်နေတာအဲ့တော့ဒီဘက်မှာစီးပွားရေးနဲ့ပတ်သက်ရင်ကံတရာကောင်းသလားအလုပ်ကိုင်းနဲ့ပတ်သက်ရင်ကံတွေကောင်းသလားငွေချင်းနဲ့ပတ်သက်ပြီးတော့ပေါ်ကျွယ်ဝသလားတစ်ဖက်မှာအခြေကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအင်မတန်မှစိတ်ညစ်ရတတ်တဲ့ကံကြမ္မာစိုးမိုးတဲ့2026ခုနှစ်ဖြစ်ပါတယ်အဲ့တော့နှလုံးသားရေးအောင်အကြောင်းပြုပြီးတော့ဗုဒ္ဓဦးသားသမီးများ2026မှာတောကဖြစ်တတ်ပါတယ်အဲ့တော့နှစ်ချမ်းဖြစ်သွားတာပေါ့နော်တစ်ချမ်းကျတော့စီးပွားရေးအလုပ်ကိုင်ကံကြမ္မာတွေကောင်းတယ်တစ်ဖက်ကနှလုံးသားရေးဟာနှစ်ပတ်တဲ့စိတ်မောလူမောဖြစ်တတ်ပါတယ်အဲ့ဒါလေးတွေသတိထားသင့်ပါတယ်ဗုဒ္ဓသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းစေတဲ့အယောင်လေးတွေအဖြူရောင်နီညိုရောင်ကောင်းပါတယ်ကဏ္ဍအပြင်ဆိုရင်နှစ်စား3စုံ3စားနှစ်စုံလက်ကီကောင်းတဲ့ကံကြမ္မာကဏ္ဍဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုကစွန်းရွက်ကြော်နဲ့စွန်းတော်ကပ်ပါစွန်းလောင်းပါကစွန်းရွက်ကြော်ကိုစွန်းတော်ကပ်ပါကစွန်းရွက်ကြော်ကိုစွန်းလောင်းပါကိုမကြီးလည်းမကောင်းတဲ့ကံစားတာအညံ့ကိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓသားသမီးတွေအတွက်ကတော့ခုနကပြောကံကြမ္မာလက်ခမောင်းခတ်ရမယ့်အချိန်ဖြစ်ပါတယ်ခုနကဂါရာလေးတော့မေ့သွားမှာဆိုလို့နော်ပြန်ရွတ်ပြတယ်။အော်မပြင်းနဲ့အခုလည်းမပြင်းနဲ့နောင်လည်းမပြင်းနဲ့ဒါဗုဒ္ဓဦးသားသမီးတွေအတွက်ဖြစ်ပါတယ်။ဘာကြောင့်ဆိုဒီကအလုတ်ကိုင်းတွေအခွင့်အရေးတွေအခွင့်အရေးတွေအများကြီးပေါ်လာမှာအများကြီးရောက်လာမှာအဲရောက်လာတဲ့ဥစ္စာကိုတကယ်အားတဲ့သရောနဲ့နော်ပါစင်းနဲ့အပြစ်ကြိုးစားအားထုတ်တဲ့တယ်လို့အကြံဉာဏ်ပေးခြင်းပါတယ်နော်။အဲ့တော့ဟောတဲ့လေးပြီးသွားပြီဆိုတော့ဒါလေးတွေလည်းသတိတရားပြောခြင်းပါတယ်နံပါတ်1ကတော့အဘဇာကြီးမင်းသိန်ခါကြီးကြီးနဲ့ဗရောက်အပီးပေါက်ဆိုတဲ့ပရိလေးဖြစ်ပါတယ်နော်ဗရောက်သားပရိလေးပါကြီးနဲ့ရောတာမိမိတို့ရဲ့အလောက်ကန်အကြံစီတွေစိတ်ကူးတွေရွေချက်တွေရည်မှန်းချက်တွေကိုတဲ့မြန်ဆန်ပြည်စည်းစေတယ်ပြည့်မြောက်စေတယ်အောင်မြင်စေတယ်စိတ်ကြတော့မလိုပါဘူးစောင့်တတာနဲ့စွမ်းတယ်စိတ်မဲ့ဆိုရင်တော့သူ့မှာပရိစိတ်ကြီးလေးပါပါတယ်နော်အဲ့တန်လေးစိတ်ပါဘာမင်းသိန်ခါရဲ့ကြီးဗရောက်ဆိုတဲ့အပရိလေးလိုချင်တယ်ဆိုရင်လည်းဆက်သွယ်မှာယူပါဒါတော့ကျွန်တော်ကိုယ်တိုင်စီရင်ပေးထားတဲ့လက်ဖွဲ့လေးတွေဖြစ်ပါတယ်ကျမ်းမာရေးကောင်းစေဖို့အတွက်ဆိုပြီးတော့တံပြန်စမနဲ့လှုပ်ထားတဲ့လက်ဖွဲ့လေးဖြစ်ပါတယ်ဒါတော့ကြီးလေးကြီးစမနဲ့စီရင်ထားတဲ့အစိမ်းရောင်စီပွားရေးလက်ဖွဲ့လေးဖြစ်ပါတယ်ဒါတော့အခြေအိမ်တော်ရေးအတွက်ပီယာလက်ဖွဲ့လေးဖြစ်ပါတယ်ဒါကတော့အဲ့ဒီအင်းနေနဲ့အားလုံးနဲ့စီရင်ထားတဲ့အဆောင်ဆလွယ်လေးဖြစ်ပါတယ်နော်ဒီမှာစောင်းလို့ရတာပေါ့နောက်ဒီဥစ္စာတော့ဈေးဆိုင်တို့ငွေပေးငွေယူလုပ်ငန်းတို့2D 3D လုပ်ငန်းတွေအတွက်စီရင်ပေးထားတဲ့ဝါစိမ့်နီအင်းစမဖျောင်းနိုင်တော်ကြီးတွေဖြစ်ပါတယ်ဒါကတော့ယရနာဒီပန်ဆိုတဲ့ဖျောင်းနိုင်ဖြစ်ပါတယ်ဒါကကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ကမာမလတ်တဲ့ကြားတွေဟာစီရင်ပေးထားတာဖြစ်ပါတယ်အဲ့ဒီအားလေးတွေအလိုရှိတယ်ဆိုရင်လဲကျွန်တော်ရဲ့ Viber နံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်နော်အဲ့တော့ဗုဒ္ဓဦးသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းကျွန်တော်တို့ယူတော်မင်္ဂလာချမ်းရဲ့လိပ်စာကတော့ဒီထောက်ကျန့်အကျော်မော်ဘီတိုးဂိတ်ရှိပါတယ်အဲ့တိုးဂိတ်နာမှာကိုလုံးငွင်းဆိုတဲ့မှတ်တိုင်ရှိပါတယ်အဲ့ကိုလုံးငွင်းမှတ်တိုင်ကနေဝင်လို့ရှိရင်ပိန်နယ်ကုန်းကြေးရွာမှာကျွန်တော်တို့ယူတော်မင်္ဂလာချမ်းတည်ရှိပါတယ်ကျွန်တော်ယူတော်မင်္ဂလာချမ်းဒီခုနှစ်ရဲ့သားသမီးများကိုအခမဲ့မေတ္တာတက်စေတနာတက်နဲ့ရရခြေပေးတယ်ရရအောင်မြည်ပြဖြစ်ပါတယ်ဗုဒ္ဓဦးသားသမီးကျွန်တော်ရဲ့မိတ်ဆွေများ Happy New Year ပါ2026ခုနှစ်မှာကံကောင်းခြင်းတွေရပါစေအောင်မြင်ခြင်းတွေရပါစေကျမ်းမာရေးကောင်းပါစေဘေးဥပဒ်အန္တရာယ်တွေကင်းကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်